အာရဟတက်တော့တင်ပိုက်ထားတဲ့တန်တဲ့မျိုးအနိပွန်လင်ပြင်မှာစစ်ကောက်စီနေပြီးတဲ့တောလာရှိနေစေဖြစ်လို့ဒေသအတွင်းကငါးဖမ်းသမားတွေဟာစိတ်ချလုံမှုစောငါးဖမ်းချောက်ပွဲခန့်မလုံနိုင်သေးဘူးလို့ဒေသခံသတင်းရေးမဲတွေကပြောပါတယ်စစ်ကောက်စီနေပြီးဟာတန်တဲ့ဒေသကငါးဖဲဆုံးရှိတဲ့ပွန်လင်ပြင်မှာရဖန်ရခါတောလာမုံတွေရှိတဲ့အတွက်ငါးဖမ်းသမားတွေအနေနဲ့စိတ်ချလုံမှုစောချောက်ပွဲခန့်မရသေးဘူးလို့တန်တဲ့ဒေသခံသတင်းရေးမဲတယောက်ကပြောပါတယ်နေဗီတွေကိုတခါတလေပြင်လင်ပြန်မှာတွေးနေရပြီးငါဖဲသမားတွေဟာလုံးဝလွတ်လပ်စွာရှာဖွေနိုင်တာမလုပ်နိုင်သေးဘူးလို့သူကဆက်ပြောပါတယ်အခုလိုနေပြီးတဲ့တောလာရှိသေးတဲ့အတွက်ဒေသခံငါဖဲလုပ်ငန်းတွေရဲ့လုံခြုံရေးအတွက်အာရခတက်တော်အာရခပြည်သူအစိုးရကဲနီးနေရာတွေမှာပဲငါဖဲရှာဖွေခွင့်ပြုထားတယ်လို့ဒေသခံတွေကပြောပါတယ်အခုလိုစစ်ကောက်စီနေဗီတွေဟာဘယ်နေရာကနေဘယ်နေရာကိုတောလာနေတယ်ဆိုတာကိုဒေသခံတွေအနေနဲ့မသိနိုင်သေးဘူးလို့ပြောဆိုကြပါတယ်ခင်ဗျာ